ဒါတော့နက်ခါငါးပါပိတ်မိနေတဲ့တက်သားတွေစစ်ဒီတွေတက်သားတွေအကုန်လုံးဒီမှာဒုက္ခရောက်နေကြအမပြောနေတာပြောအမဒီရလိုက်မပြောဘယ်ရတာပြောဒီသားစုနဲ့ပြောကုန်ပြောအားလေးရပြောငါတို့ဘာတွေပြောနေတော့ပြောပါဟိုတော့အဲ့ဒါပြောမီဒီယာဟုတ်လားမီဒီယာလားပြောကြရစီပြောကုန်ပြောဒီမှာကျွန်တော်ပြောပြမယ်ကျိုးဒီမှာနားခါငါးမှာအခုကျွန်တော်တို့ပိတ်မိတာ8လပိုင်း4ရက်နေ့တည်းစပိတ်မိတာအခုကျွန်တော်တို့17လပိုင်း10ရက်နေ့ဖြစ်သွားပြီ9လပိုင်း10လပိုင်း17လပိုင်း3လအဲ့ဒါတိုက်ပွဲအပြင်းတယ်အခုချိန်ကြီးကျွန်တော်တို့ဘယ်သူမှကယ်ထုတ်မဲ့အစီအစဉ်မရှိဘူးအခုချိန်ကြီးလည်းကျွန်တော်တို့ဆွဲထုတ်မဲ့အစီအစဉ်ကျွန်တော်တို့အခုတော့ကျွန်တော်တို့တက်ကလောဆယ်အခုဖြစ်နေတဲ့ပုံစံတစ်တက်လုံးကြာပါပြီကျွန်တော်တို့ဒီဂရုတွေပဲကျန်တော့ဒီဂရုတွေပဲကျန်တာတော့ကြောင့်မို့ကျွန်တော်တို့ခုချိန်ကြီးဘာမှမလုပ်ဘူးကျွန်တော်တို့တော့တူတူတော့လုံးချင်ချင်နော်အဲ့ဒါလေးကိုမီဒီယာတွေကိုတစ်ခုတစ်စင်ကိုတို့မီဒီယာဗီဒီယိုကနေတစ်စင်လုပ်ပြီးတော့ဒီမှာကျွန်တော်ဒုက္ခရောက်တဲ့တစ်ဖွဲ့နေအများကြီးပဲရဲနေတာလေးပဲဒီမှာတော့ဝင်လို့ကြက်ပြီးပါလို့အားလုံးပဲတောင်းဆိုတယ်ဒီဘက်မှာဒီအကုန်လုံးကပိတ်နေပြီဟမ်ဒီမှာတော့ဝင်နေအကုန်လုံးပိတ်နေပြီဘဲမှာထွက်လို့လည်းမရပါဘူးလို့ဒီမှာဘဲမှာလည်းထွက်လို့မရဘူးဘဲမှာသွားလို့မရတော့ဘူးအကုန်လုံးပိတ်နေပြီဒီမှာအကုန်လုံးဒုက္ခရောက်နေပြီနော်ရှူတို့တွေပေးပါအားလုံးဒီမှာစစ်တီတွေရောအကုန်လုံးတက်ဖွဲ့ဝင်နေဒီများလေးမှာစားဖို့တောက်ဖို့လည်းဘာမှမရှိဘူးအကုန်လုံးဒီထဲမှာပိတ်မိနေပြီ15တက်မှမူကအလူယုံသွားပြီကျွန်တော်အောက်ကျတက်ဖွဲ့ဝင်မဲ့ကြံခဲ့ဒါလက်ရှိနောက်မောင်တော်နာကငါးမှာအခုဖြစ်နေတာပါဘဲမှာထွက်လို့လည်းမရတော့ဘူးလူကြီးတွေလည်းသိသိချင်းမှာဒီချင်းတွေကိုဒီချင်းတွေအကုန်လုံးသိသိချင်းမှာဒီမှာအကုန်လုံးဒုက္ခရောက်နေပြီဘာမှမစားမတောင်းနဲ့အကုန်လုံးဒီမှာခဲရနေရမရှိတော့ဘူးအကုန်လုံးဒုက္ခလည်းရောက်နေပြီဒီမှာဘဲမှာထွက်လို့မရတော့ဒီနားလေးမှာပဲအကုန်ဒဏ်ရာရတဲ့စစ်တီတွေအကုန်လုံးအများကြီးပဲပါ